အားလုံးပဲမင်္ဂလာကျွန်တော်ဒီနေ့မှာ Survival War အပိုင်း1ကျွန်တော်တင်ပေးတော့မှာဖြစ်ပါတယ်ခုစတော့ကျွန်တော်တို့စပြီပေါ့နော်ကဲ Minecraft ဆော့ရင်ဘာလုပ်အောင်လဲကျွန်တော်တစ်ခေါ်မှာဖြစ်ပါတယ်ကဲအဲ့ဆိုတော့တစ်ကိုလက်နည်းနဲ့ညီမတို့ထိုးမှာဖြစ်ပါတယ်ကဲတော့ထိုးဒါလေးတိတ်လေးခုတ်ဘူးကတော့ကျွန်တော် credit တွေပဲလုပ်လို့ရတော့ပါဘူးနော် credit တွေပဲလုပ်လို့ရှိရင်တော့ကျွန်တော်ဒါတွေကိုအစုံရပါပြီအခါကျရင်တော့စပြီးလှုပ်ရှားလို့ရပြီပေါ့နော်အထူးသတိထားမှာကျွန်တော်တို့ပေါ့နော်ညကြလို့ရှိရင်ကျွန်တော်တို့ zoom ကြီးပါရှိတယ်အဲကြောင့်ညမရောက်ခင်မှာကျွန်တော်အမြဲတမ်းလောက်အောင်မှာဖြစ်ပါတယ်ခက်တာကျွန်တော်ဒီနားမှာတိုးမွေးလည်းမရှိပါဘူးအဲ့တော့အဲ့ရိုင်လို့မရပါဘူးခုလောဆိုတော့ကျွန်တော်တုံးလေးလုံးမယ်ပြီးရင်ပိတ်ကလုံးမယ်ပြီးစိန်လုံးပါပဲကဲအဲ့ဒါလေးလုံးဝလို့ရှိရင်တော့ကျွန်တော်တောက်ပြင်ဖြစ်မှာနော်ညကြလို့ရှိရင်တော့ zoom ကြီးလာမှာပေါ့နော်အခါကျရင်ကျွန်တော်ဘယ်လိုတက်ရှင်အောင်လဲအပိုင်း1ပေါ့နော်ကဲကျွန်တော်ရပါပြီဒါကိုပြဖြတ်โอเคရပြီကဲကျွန်တော်မိုင်းတွားတူးမှာဖြစ်ပါတယ်စလိုက်ကြရအောင်ကျွန်တော်မိုင်းတူးပေါ့နော်ဘယ်လိုသိရမလဲ what the fuck ကစင်ကဲဆက်တော့အာယုံတွေတွေ့ပါတယ်အာယုံတွေကိုအရင်ကျွန်တော်တူးလိုက်မှဖြစ်ပါတယ်ကျွန်တော်နဲ့ Minecraft ဘိုင်1ကျုံးကြည့်နေဆိုရင်တော့ကျွန်တော်ရဲ့ကျွန်တော်မှာလာချိတ်ဆုပ်လို့ရပါတယ်ကျွန်တော် comment မှာဘာသာတို့လာခဲ့ပါကျွန်တော်နဲ့ Minecraft ဘိုင်1ကျုံးလို့ရပါတယ်ဘယ်လိုဖြစ်တာလဲဗျနော်အာယုံနဲ့တူးလို့မရတာဟုတ်ပါကျွန်တော်ပတ်စံရမကောင်းလို့ပါကဲတူးလို့မရပါဘူးဒါမှစိတ်မှန်တော့မှမီးသွေးတွေရှိပါတယ်ဟုတ်တယ်ကျွန်တော်မီးသွေးတွေတူးပါပဲဒီမီးသွေးကုံတော့ကျွန်တော်ဟိုကလုပ်ရရပြီနော်မီးကြိုတဲ့ဟာတော့လုပ်ရပါပြီတူးမယ်အားရပါတူကဲကျွန်တော်မီးသွေးတူးပါမယ်တရုံးမကျွန်တော်တူးတာကဲရပါပြီကော်ပါရရှိပါတယ်ကော်ပါလည်းတူးပါမယ်မိုင်းတူးရတာကျွန်တော်ပြင်းဖို့တော့မကောင်းပြင်းဖို့တော့နည်းနည်းကောင်းပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တူးနေရတာပေါ့အားရပါရပေါ့ကျွန်တော်ဒီမှာဆက်တော့ဦးကြီးတက်တာပဲရှိရပေါ့နော်ကဲဒါဆိုရင်တော့ကျွန်တော်ဓာတ်လေးလုပ်ရပါပြီညကျဇုံမီနဲ့ fight လုပ်ရပါပြီကဲကျွန်တော်တို့ဒီ credit တွေပေါ်ရင်ဖြတ်လိုက်ပါမယ်ကဲဒါဆိုရင်တော့ရပါပြီဒါမှကျွန်တော်တခုလို့ဟုတ်ပါသလားအဲ့တက်ကနိုင်ရသွားတယ်မယ်နော်အမှမှန်နေတဲ့ရှိတယ်မှန်ကိုလုပ်လို့ရပါတယ်တော့မယ်ကဲကျွန်တော်တို့အဲ့နာအောင်ရောက်တော့မှာပဲနော်ဒါမဲ့ကျွန်တော်တခုစဉ်းစားမိတယ်ပေါ့နော်ကျွန်တော်အိမ်မလောက်ရသေးပါဘူးညကြလို့ရှိရင်ကျွန်တော်ဘလို့အိမ်ရမှာလဲဟုတ်တယ်အိမ်မလောက်ရသေးဘူးကဲအဲ့ဆိုရင်တော့ကျွန်တော်ညကြရင်ဇုံမီလာကြိုက်ပြီးကျွန်တော်တိတ်သွားပါလိမ့်မယ်ကျွန်တော်လည်းဇုံမီနဲ့ပြင်ဖိုက်နိုင်ပါဘူးတပင်လေးကိုခေါ်ရပါပဲအိမ်ဆောက်ဖို့ပေါ့နော်ကဲကျွန်တော်အိမ်တလုံးကိုကျွန်တော်စောက်မှာပဲဖြစ်ပါတယ်အခုဆိုတော့တပင်လေးကိုခုတ်မယ်ဒီတပင်ပြီးတော့ကျွန်တော် credit တွေပဲလုပ်ပြီးအိမ်ဆောက်လို့ရပါပြီနှစ်ပင်လောက်ခေါ်ရမှာပေါ့နော်ဒီနေ့မှသူတို့တတိထားရမှာပေါ့နော်ကျွန်တော်ညဘက်ရတော့ပါပဲအဲ့ဒါကြောင့်မလို့ zoom မလာခင်ကျွန်တော်အမြဲဆောက်ရမှာဖြစ်ပါတယ်ကဲကျွန်တော်ခုတ်မယ်နော်ညဘက်ကြလို့ရှိရင် zoom လာလို့ရှိရင်ကျွန်တော်အကုန်လုံးဝူရှူရရဘူရှူရရဖြစ်ကုန်ပါတော့ကျွန်တော်ဒီမှာကိုးတွေရောဟိုဟာတွေရောအများကြီးပါပဲเนาะဆုံးရှုံးမှုဖြစ်ကုန်ပါလိမ့်မယ်ကဲအဲ့ဆိုရင်တော့ကျွန်တော်အိမ်ဆောက်ပြီးဖြစ်ပါတယ်ကဲကျွန်တော်စီမှာဒါရှိရပါတော့ credit တွေပဲလောမှာ okay credit တွေပဲနဲ့ချဟုတ်တယ်ဒီဒါပဲလို့ရတော့မယ်ကဲမြဲယူပြီးတော့ရှင်ကျွန်တော်တောက်ပြန်ဖြတ်မယ်ပေါ့နော်ဟုတ်တယ်ကျွန်တော်မိရင်ဒါရင်ဖြစ်အောင်ကဲကျွန်တော်ရတော့ပါပြီအဲ့ဆိုရင်တော့ကျွန်တော်အိမ်ဆောက်ပါပဲအိမ်ဆောက်မှာနော်ကျွန်တော်ရဲ့အိမ်ဆောက်တဲ့ပညာကြီးထုတ်သုံးပြီးဆောက်ပါမယ်တသားတော့ရိုင်းမများအကြောင်းသိမတော့မလောက်ပါဘူးကျွန်တော်လောက်ဖို့မလောက်ဖို့ကအရေးမကြီးပါဘူးအဓိကဟိုဖြစ်ဖို့ပါပဲလောက်အောင်ဖြစ်ဖို့ပဲကဲကျွန်တော်တို့ပေါ့နော်ကဲအနောက်ကတန်လေးနဲ့စူးညံလို့တောင်းပန်ပါတယ်ကဲကျွန်တော်တို့ပေါ့ရတော့ပါပြီခုဆိုတော့တရားထိုင်ကုန်နေရပြီအဲ့ဆိုရင်တော့ကျွန်တော်အိမ်ဆောက်လို့ရတော့ပါပြီအပေါ်ကခောက်ဖို့တက်ကပေါ့နော်က
ကဲဘူးဆိုရင်တော့အိမ်စားဆောက်ပါပြီ1ကြောအမဝိုင်းဟာချစ်မားနေဗျာကျွန်တော်မနေ့တနေ့တနေ့ရောက်နေတယ်ကျွန်တော် Microsoft ကလည်းမဆော့ရလေတော့ကြာပြီပေါ့နော်အဲ့တော့ရသက်နေမိရပါဆော့ကြီးပါ brother တို့ရေကဲကျွန်တော်တို့ကြည့်ရပါကျွန်တော်10မိနစ်တွင်အိမ်ကိုပြီးအောင်လုပ်ပြ3 2 1ဖတ်အလဲကြိုက်ဝါစီအောင်စတာပါကျွန်တော်အိမ်ထဲဟာတွေအကုန်လုံးကကျွန်တော်credit တွေပဲပြောင်းပြီးတော့ဒီဟာပေါ့ chat တို့ပါတို့ကအဲ့ဟာတို့က credit တွေပြောင်းပြီးလုပ်ထားတာပါဟုတ်ပါတယ် credit တွေပဲပြောင်းပြီးလုပ်ထားတာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်ရှုဖင်ရကျွန်တော်မသိလောက်ဘူးဗျာစပါပဲဖြစ်သွားလို့ရှိရင်အဲ့ဒါနဲ့ပူရဲဆိုတာမိဘလို့ဗျာ Microsoft ကကြာအခုမှစဆိုတော့ sorry brother သူရဖင်ကပဲကျွန်တော်ဒီမှာထိုင်လို့ရပါတယ်